Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော် Ghost Skin လေးကိုတွားပြီးတော့ကြိုင်ပြမှာဖြစ်ပါတယ်ဒီလမှာထွက်လာတဲ့ Starlight Ghost Skin လေးကတော့ကျွန်တော်အကြိုက်ဆုံး Ghost Skin လို့ပြောရမယ်Ghost ဆွဲဟီကိုကျွန်တော်မနိုင်ပြောရင်ကြိုင်လည်းမကြိုင်ဘူးပေါ့ကြိုက်လည်းမကြိုက်ပါဘူးဒါပေမဲ့ Skin ကိုကြိုက်လို့တော့ကျွန်တော်ဝယ်ထားပါတယ်တယောက်က brother ထဲက God player ရှင် comment မှာရှိခဲ့လို့ရှာပါတယ်ကျွန်တော်သဘောကျရဲ့လူ2ယောက်လောက်တော့ Starlight ကလေးပေးနိုင်ပါတယ်Ghost Skin ကိုပထမဆုံးအနေနဲ့ပြောရမယ်ဆိုရင်တော့ Legend Skin နဲ့အောင်တွေ့ကွာအရှမ်းမိုက်ပြီးတော့အရှမ်းကြိုက်ပါတယ်ဘာသာတိကျလာအောင်မသိဘူးသူကကွာအဲ့လိုဈေးတက်ပြီးတော့လုံးဝကိုင်းလို့ကောင်းတဲ့ skin တွေဆိုရင်တော့တော်တော်လေးကိုလှအောင်တွေ့ရတယ်ကွာဈေးကြီးရဲ့ skin တွေဆိုရင်တော့တချို့ skin တွေကဈေးနဲ့အောင်မလိုက်ဘူးမတန်အောင်လို့အောင်ခံစားရတဲ့ skin တွေအောင်ရှိပါတယ်ကျွန်တော်ကန်ကြီးကတော့ပြောရမယ်ဆိုရင်တော့တော်တော်လေးကိုမိုက်ပြီးတော့တော်တော်လေးကိုကိုင်းလို့ကောင်းတဲ့ skin ဖြစ်တဲ့ဒီရော brother ထဲမှာ copy ရလေးရှင်တော့ဝယ်ကြဖို့ကျွန်တော်ကြံပေးချင်ပါတယ်စကေးဖက်တွေဆိုရင်လည်းကွာလုံးဝမိုက်ပြီးတော့ကျွတ်စင်ကွာဒီရောကျွန်တော်ကြိုက်တယ်နောက်ပြီးအရှမ်းလေးပေါ့ပေါ့ပပရှိပြီးတော့ကိုင်းလို့ကောင်းပါတယ်ဒါမဲ့ဗျာ brother တို့ကျွန်တော်အချမ်းစားကြီးနဲ့ကျမ်းမြချင်းပေမဲ့ကျွန်တော်ဟိုဘက်တည်းကမဲဖြတ်နေအောင်ပဲခံရပါတယ်ဒီတော့ကျွန်တော်ဒီထဲမှာဆိုရင်တော့မဲဖြတ်ခံရတာကိုပဲဗီဒီယိုလေးလုပ်လိုက်ပါရေဘာလို့လဲဆိုတော့ကျွန်တော်ကြီးပဲခံနေရလို့ပါဒီတစ်ချိန်မှာဟိုဘက်တည်းအရင်ရွားတဲ့ fan တွေကိုကျွန်တော်လက်စားချင်နေလိုက်ပါရေဒါမဲ့မကြပါဘူးကျွန်တော် fan တွေကပြန်ပြေးသွားရေးကျေးဇူးတင်ပါတယ်လို့ဟိုဘက်တည်းကချောင်းတော်တော်အချက်မကောင်းဗျာကျွန်တော်တပွဲလုံးတာဝါရေးထီကိုဝင်ခဲ့ရတကယ်အချက်မကောင်းပါဘူးဒီတော့ Ghost Skin လေးကိုကြိုက်တယ်ဆိုရင်တော့ comment မှာရေးလို့ရပါတယ်ကျွန်တော်လူ2ယောက်လောက်တော့လက်ဆောင်ပေးနိုင်ပါတယ်နောက်ဆုံးမှာကျွန်တော်ရမ်းချော့တရားမနိုင်တော့ပါဘူးဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြတဲ့ကျေးဇူးများတင်ပါတယ်